အရန်ကမှအင်အားပြင်းပြီးတော့ကြောက်စရာကောင်းတဲ့ငလင်ကြီးတစ်ခုမနစ်ကအောက်ဂုတ်လ10ရက်နေ့ကကိုလံဘီယာနိုင်ငံမှာလောက်ကခဲ့ပါတယ်။လက်ရှိချိန်ထိတေဆုံးသူဥယေ100ကျော်200နီးပါးလောက်ရှိသွားပါပြီ။တေဆုံးမှုတွေဆက်လက်ပြီးတော့မြင့်တက်နေပြီးတော့ပျက်စီးဆက်ဆုံးမှုတွေလည်းအရန်ကမှများနေပါတယ်။ထိခိုက်ဒဏ်ရာရရှိတဲ့သူတွေလည်းအများကြီးကိုရှိပါတယ်။ငလင်ဘိုချက်ကတော့ကိုလံဘီယာအနောက်ပိုင်းချုပ်ကိုပြည်နယ်ဆန်ဂျိုအနီးမှာဖြစ်ပါတယ်။ကာလီပီလဲလာမန်နီဇာလေကွီဒိုမြို့လေမြို့မှာအဓိကလောက်ခတ်ခဲ့တာဖြစ်ပါတယ်။ဒီကိုလံဘီယာငလင်ကြောင့်အီကွေဒါနိုင်ငံနဲ့ပနာမာနိုင်ငံအထိကိုအဖျားရိုက်ခတ်ခဲ့ပါတယ်။ခမ်းမန်းကျင်အရကတော့66ဒါမှမဟုတ်109ကီလိုမီတာအနက်လောက်မှာငလင်လောက်ခတ်ခဲ့တာဖြစ်ပါတယ်။အဆောက်အဦကြီးတွေပြိုကျတာကြောင့်တေဆုံးသူတွေဆက်လက်ပြီးတော့မြင့်တက်လာနိုင်ပါတယ်။အရေးပေါ်ကယ်ဆယ်ရေးတွေဆက်လက်ပြီးတော့လှုပ်ဆောင်နေရပါတယ်။အခုလောက်ခတ်ခဲ့တဲ့ငလင်အားဆိုလို့ရှိရင်တော့ကိုလံဘီယာနိုင်ငံမှာ26နှစ်အတွင်းအပြင်းထန်ဆုံးနဲ့အားအကောင်းဆုံးငလင်ဖြစ်ပါတယ်။ကီလိုမီတာ100ဆိုတာအရန်ကမှနဲ့တဲ့အတိုင်းအတာတစ်ခုဖြစ်ပါတယ်။ငလင်လောက်တာအင်အားအရန်ကမှပြင်းတဲ့အတွက်တိတိသားထိခိုက်ခံစားခဲ့ရတာဖြစ်ပါတယ်။မြို့လေးမြို့ထဲမှာကာလီမြို့ဟာလူတေဆုံးမှုအများဆုံးဖြစ်ပါတယ်။တေဆုံးမှုတွေဆက်လက်ပြီးတော့လည်းမြင့်တက်နေပါတယ်။ဒီငလင်အားဆိုရင်ကိုလံဘီယာနိုင်ငံရဲ့မြို့နယ်6ခုအဲ့ဒီမြို့နယ်6ခုထဲမှာရှိတဲ့မြို့32မြို့မှာတိတိသားလောက်ကခဲ့တယ်လို့အာဏာပိုင်တွေကထုတ်ပြန်ထားပါတယ်။မနေ့ကအောက်ဂုတ်လ10လပိုင်း10ရက်နေ့2026ခုနှစ်ကိုလံဘီယာနိုင်ငံမှာလောက်ကခဲ့တာပါ။